မယုံမင်းသာနှလုံးမရှိပါတော့လေအားခဲလို့တင်လာလိုက်ပါဦးကြီးဦးမဦးတနာစရာနွားလာညူပြအနောက်ကနေလို့ဘယ်လိုအနောက်ကနေလုံးနေလုံးတဲတဲတဲလုံးကြီးတယ်မဟုတ်ဘူးမစိုးမနေလုံးလားနေလုံးငါမင်းတွေနဲ့တဲတဲနဲ့လာမနေတယ်ငါစာသားထဲမှာကျတော့အဲ့တဲတဲတွေကတော်တော်ကြီးတယ်နော်ညနေအကြီးကြီးဝိုင်းထားတာနေလုံးတော့တကယ်လေအခုပြောမှဆိုရင်ကျွန်တော်ဇုံထဲတစ်ချင်းလေးတွေကျွန်တော်တိတ်ကြိုက်တာဟောဇုံဘောလီဒါမနှောနဲ့ဆိုတဲ့ဟိုဆိုတော့ကောင်မလေးဒါဘယ်ဆိုတော့တွန်းသွင်းတာမင်းကြီးမအောင်ငါသွင်းတာတွန်းလားအေးသူတို့เนี่ยဆိုလို့ရှိရင်ဘယ်လောက်ကောင်းလဲဘယ်တစ်ချင်းလဲငွေရောင်လေးစလေးတွေပြန်နေပန်းလို့ကောင်းဆိုတာငါကြိုက်တယ်အဲ့ချင်းနဲ့ရွှေရောင်ဝင်းနဲ့သားလေးလမ်းနဲ့လဲကောင်းဆိုလေငွေရောင်လေးစလေးတွေပြန်နေပန်းလို့လာပဲရငါနိုင်ရဖိတ်ပြမထမမနောက်ပါဘူးကောင်းပြောတာဘယ်တကယ်မနောက်နဲ့တစ်ချင်းနေတယ်တစ်ချင်းတကယ်ကောင်းတစ်ချင်းဟာမနောက်ဆိုတဲ့ဆိုရင်တစ်ချင်းကောင်းတစ်ချင်းလေဘောင်းနေရတကယ်ကောင်းဟေးဘုကလေးတယောက်ဟေးငါပါကြီးလားမလေးဒီဘာသာနေပါစေဘုံလေးလားဘုံလေးတစ်ချင်းတကယ်ကောင်းတာအမပြီးတော့ပေါ့မလို့မတို့ခဏခဏထားအားစုလဲချတာမဟုတ်ဘဲနဲ့ဘယ်တော့မှလည်းအဲ့နမထိုင်မထလိုက်နဲ့နေရာပြောက်သွားမယ်နေရာပေးတာမိဘမြစ်ပါနော်ဘုံမနော်သူနာနေလျှောက်သွားပြီးမှတ်တဲ့ချိန်ဒီမှာဆိုလေမိဘမြစ်တာဆိုတာမတင်ချင်းမဲ့အေးမိညိုပေါင်လောက်ရှိဘာဆိုင်လို့မရှိဘူးပါမြင့်မို့တောင်အေးငါမိညိုတောင်နဲ့မှားပါမြင့်မို့တောင်နဲ့မိညိုတောင်နဲ့ဘုရားရှင်ဘုံနေအဲ့လိုလေဘုံနေတကယ်ကောင်းတယ်တချင်းဘယ်လိုလဲတနိုင်ငံလုံးပေါက်တာကွာမင်းဘုံနေတချင်းကျွန်တော်သိကြတယ်နားတော့ကြည့်ရအခုဆိုကြကြောက်ဘုံနေထုတ်ပြလို့ငိုးတယ်ငါဆိုလိုက်တယ်လေတချင်အဲ့လိုမတူဘူးနော်ဟဲ့မင်းအာယုံမဆိုင်လို့ပါအကုန်ကြားတယ်နော်အကုန်ကြားတယ်နော်မကြားလိုက်လို့နက်ခါရပါပြန်လည်းမရတော့ဘူးကြီးလေသွားလို့လားမင်းသားတွေကနေသားဆိုလိုက်ပြီကူရဲ့ဟဲ့သားဒီဝရဲမရပါသားဘလို့ဒီဝရဲမရပါသားလို့ဘာကောင်းဆိုအားရဆိုဖိနေဝင်နေဖိချာနာတာဘယ်လိုဘေးပါသားလဲမသိဝေးတာကွာအဲ့ဒါဆက်တကယ်ကြီးလာနေပွားနေဘလို့ဖုတ်တယ်တိုင်းဟာချမ်းပြသွားတယ်ဟာလို့ကြည့်မကြမ်းကျွန်တော်ပြောမယ်အကိုတို့အသက်ဘယ်လောက်ကောင်းအဟောင်းတက်လေတချင်းဆိုတော့ဟိုးတော့တချင်းနေတိတ်ကောင်းတာဘယ်တချင်းချင်းလိုက်မလားဒီလားဟောဒုက္ခပဲသွားပြီးတော့လုပ်ပြန်ပြီဟောပလိကျွန်တော်ပြောမယ်အန်နီမျိုးစစ်တချင်းဟောမေစစ်ဆိုလိုက်ဘယ်ချင်းလဲမောင်ချင်းတိတ်မရကောင်းတာနော်အော်မောင်ဟုတ်တယ်လေဟောအဲ့တချင်းကမင်းဒါအများကြီးလူတွေကြားထဲမှာရေပန်းစားခဲ့တယ်ဟာအခုချိန်ဒီနားလေးဆွဲနေတော့နားလေးကြိုက်တယ်ဟုတ်တယ်မောင်အများပြောတော့ခွေးသားစားတယ်ဆိုခွေးသားစားခွေးစကားမပြောပါနဲ့မောင်အပြေးပြေးနဲ့ခွေးရောက်ပေါက်နေပြီမောင်အတူတူဟောင်းညရအောင်နော်ကျမဘူးခွေးမဲကတော့လုပ်နေတယ်ခွေးတာခွေးမဲကတော့တဲ့ခွေးကတော့မဟုတ်လားခွေးငါဒီမှာဆုံးသွားတာဟုတ်တယ်ငါပြန်ဆုံးမယ်တကယ်ကြီးငါအတန်ကြီးပြဆက်ဆွဲအဲ့တချင်းရင်နဲ့ခံစားချက်နဲ့ဆိုရလှုပ်ဆက်ရငွေချလိုက်တော့တောင်းမောင်နေမယ်တောင်းမောင်ရတောင်းနေလို့ငါတို့ကလမ်းမှာတောင်းနေအများကြီးတွေ့ရတာတတိယပါလို့မမနဲ့စားသားတစ်လုံးမှပြဿနာတက်တယ်ဟာ
ต้องเป็นโมเลไม่ยาบามอน่าต้องเป็นพี่ใจตลาดลูกบามอคือเราเย็นนั่งนอนนอนเอไอดีเอฟพีเกสจะเข้าสารจะมาลงหรอไอ้เจ๊ข้าสายละนี่ทำไมนั่นเลยเราด่ากันเราโอ้ยีจารีเลยပြောမယ်ချင်းလေးဆိုမယ်โอเคဟိုပိတ်တဲ့ကကျွန်တော်ကိုတယောက်ကဒီကတော့ကိုတယောက်ကချင်းလေးတို့မသူ့ကြည့်နေမောင်းကြည့်မောင်းရှင်ကိုလည်းနေတယ်အေးရှင်ကိုလည်းမသူ့ကြည့်နေမောင်းရှင်လည်းမကောင်းဘူးကွာမနေရှင်းနေတာတိတ်လိုက်ရှင်နေကွာခုတိမတဲ့ဘာဟုတ်ပါပတ်ဆိုင်ရမှာအေးပါရောကျွန်တော်တို့ဟိုပါလေဟိုကျွန်တော်ကလက်ကနာလေးမှာတဲ့ခုနကျွန်တော်ဆိုရတဲ့ဟိုမြို့သားနဲ့တောသူတချင်းလေးကိုတီးဆိုပေးပါတဲ့စုတော်ငွေ3000နဲ့တောင်းတာကျွန်တော်တို့အလုပ်လုပ်ဆရာလေးရှိတယ်လို့နော်တောင်းဆိုတာရင်နောက်မှလုပ်ပေးပါမယ်။ဒါအော်မဟုတ်စုတော်ငွေ3000နဲ့ခင်ဗျ။လိုတာပြီးတော့၄စားရောက်တယ်အခုဆိုပါမယ်ခင်ဗျ။ငွေကောင်းတာကျွန်တော်တို့ကငွေပေါင်းတာပါလူပေါင်းတာမဟုတ်ပါဘူး။အဲ့လုပ်ပေးလိုက်3000ရ။ဟမ်3000ရမှာစိုးလေးမင်းစုံနဲ့တစ်ချိန်မှာကောင်မလေးတယောက်ခေါ်လိုက်စိုးရတယ်ကိုဒီမှာပြီးနာမှာစောင့်။အော်အထူကလည်းနားမလဲ။ကောင်မလေးကိုကျွန်တော်တောင်းမခွင့်ပြရမယ်လေ။အခုအဲ့စားတာမရဘူး။ရတယ်။ရှာရင်တယောက်ဆိုပြီးတော့ခွဲရတယ်လေ။ငါဘာလို့မောင်တူနဲ့လွတ်လိုက်နေနော်မ။ဘာလို့ဘာလို့ကြောက်နေလဲအခုတွန်းနေရဆိုပြီးလေငါဘာလို့မအခုကကောင်မလေးလို့ခဏမှာခုနလေးမှာဘာတော့မှာဘောတာကြာပေါ်တာအောင်မလေးအော်နှစ်တော့ကျိုးပြဟာဘလုံးမတားမရဘာလဲလို့ဘာလို့လုပ်နေတာလဲမင်းမဲကောင်မလေးလို့ဆိုလေဘာကောင်မလေးတော့မဲတက်အရင်မှုလည်းမပြီးသေးဘူးကောင်မလေးလို့ဆိုခိုင်းတာဟုတ်တယ်ဩကောင်မလေးနေရာနေတစ်ချက်ဆိုတွန်းနေရကအဲ့ဒါလေးခဏဟုတ်ပြီနော်ဂျပန်လေးတော့တရုတ်နဲ့ပြောရတယ်တရံလို့တရုတ်တူတာနေမှဂျပန်လို့မင်းကလေးထမင်းမွေးမကြည့်အောင်လူငွေးနားမလို့ပပရဲလို့ပေါင်သေးပါ့မလားပါရိုက်တာပေါင်ကျိုးပြလားရှက်တာနော်အော်နှစ်ချီနဲ့လည်းတောက်သေးတယ်ကြည့်မကြည့်ပြရှင်လေးရတယ်လားနာမတာညွန်းရပြီကြည့်သဘောလောက်ကြီးဟာဘာလို့လဲဝင်းနေလို့မပြီးသေးဘူးဘောင်းကြည့်ရတယ်ဝင်းငါဟာမသိပြိရိုင်းနေတူနေရတယ်တေချာဝတ်တာအော်ဒီနေ့ထမင်းဝဲတယ်မိုးလင်းတော့မယ်ပို့စီပြေးကြတယ်ဟောဒီစောက်နဲ့ကြီးပတ်နေတာတမျိုးဘာလောက်တာလဲစမှုသားအစာတွတ်နေတာပန်းလို့မနေနေကြွသူတို့သိတယ်မင်းမသိဘူးနော်သူတို့သိတယ်သူတို့အစာတွတ်နေကြပို့စီပြေးကြတယ်ချင်းလေးဆိုရင်ပို့စီပြေးတယ်တေချာကြီးတကယ်ဆိုရင်မရှိပင်မရှိကြားချက်လုံးနဲ့ဘလို့ကြားချက်မှာတော့ငါရောက်ရှိမှမရှိတာဟောပေးဥဆောင်မယ်ငါမင်းကလေးပြသွားပြီနော်ဆုံးကြားပြီအေးရောဝေယုံလေးစလေးပြည့်နေပါလို့ရွှေရောင်ဝင်းနဲ့တောင်းလေးလည်းနေလည်းနေကြောက်ကြောက်နေမြတ်ကမယုံရင်လို့ရှိနေမြတ်ကပင်ကသူစုမြတ်ကပင်ကသူစုပြောင်းရင်လို့ထုံးမဲ့ဆိုလာမရေဘာလဲဆိုနေတော့လေလို့အမလေးဘာဆိုရမှာလဲရှင်တို့ယောက်ျားတွေဘာလဲပြားတွေလိုဝဲလာပြီးအချိန်တိုင်းညအိတ်ထိုးဖို့တော့ချောင်းနေဘာမှဝဲတာမဟုတ်ထိုးမှာကျွန်တော်အဲ့ဒါရှင်းကြောင်ပြောခံရတာနောက်တော့ပြီးတော့အေးကျေးဇူးတင်ပါတယ်ကျေးဇူးပါဆရာဟိုလေသမီးလေးချောလိုက်တာကျမတိုင်းပဲမင်းမချောလေးဒီကကြက်ရုံပေါင်နေတာရော့ဘာလို့ပြောတော့လေလို့အနားမှာဘောဖမ်းမစမ်းပါခဏနေငါလင်ငယ်ကိုအမ်းလိုက်တော့ကိုကြီးထားတာအဲ့တော့စိတ်မချဘူးပြားတော့လေလို့တော့မဟုတ်ဆိုပြားတော့လေလို့နော်ရကိုချောပဲတော့ဝေယုံလေးစလေးရပြနေပါလို့ရွှေရောင်ဝင်းနဲ့တားလေးလည်းနေလည်းနေတက်ကလေးညကကိုမျိုးလေးတစ်ရှိတော့မြတ်ကပင်ကသူဆိုမြတ်ကပင်ကသူဆိုပြောင်းရင်းလို့နာမခေါ်မဟုတ်ရပါဘူးဗျတော့ဒီမှာထမင်း
ချုပ်ရပါဗျာပလာတာငါသားမယ်ဝဲကျွေးစမ်းပါတရားအချက်ဟာအတော်ကြီးကျွန်တော်လာတာစီစားရတာဘာလို့ဆိုနေတာလဲနေမားတာမသားရဲ့နေမားတာငါတလာရက်ကြီးဒီသားမလေးနေများကြီးကိုနှိမ့်ဆက်တာဟာဘာမှမဟုတ်မားတာဗောဘာလဲပလီပလာရီတာဘာပဲပါတော်သူအလားစာခွေပြပါဗျာထမင်းချုပ်မှတော့ပလာတာကြီးထွက်ကြပါဘာငါအခုတလောအဲ့ဒါလေးတွေကတွေ့နေတယ်ပလာတာဆောက်လို့အရင်မင်းတော့ကျဆုံးမယ်နော်ကျဆုံးဟုတ်ရပါဘူးဗျာတော်သူအလားစာခွေပြပါဗျာပလီပလာညညလေးစရီကိုတီတာစကားရီချင်းလို့လိုက်တာမာယာရီမပါညိုသားလေးကွေးပြီးပါအကြီးကြီးဆိုတော့အာရလေဟာကြာရဘာလို့လဲကဲနေပုတ်ကြီးဘာလို့ဆိုနေတာလဲမလီမသားနေမနေတာဘာမှလို့လဲမာယာရီမပါမျိုးသားလေးအသေးနေပါမင်းပြောတဲ့သူကြီးကလူထဲမှာပါတယ်နော်အဲ့ကြောင့်မင်းကိုလုံထိုင်းလို့ငါပြောတယ်အမေကပေါ်တော့ငါစားသားတွေမှာတော့အသေးနေပါညဆိုမာယာရီမပါမျိုးသားလေးအသေးနေပါခွဲစခွဲမထင်နဲ့ဆွဲကြည့်ပါဟာတော့ရှင်လိုက်အစီပြေတာချက်အရင်အောင်လားတော့လာကြည့်ကိုလူညဘာသာလာတယ်မပါနေမနေတာလို့ခွဲစခွဲမထင်နဲ့ဆွဲမြေယုံမဆွဲကြည့်မှတော့ရှင်လာမှာပါဟုတ်တယ်ဗျာမားတယ်ခွဲစခွဲမထင်နဲ့ဆွဲမြေယုံမအိုးပေါင်းဆိုရာမြို့ကညိုကိုရင်ကုန်တော့ဒီစားမထားဘူးကလေးနှစ်ယောက်နဲ့ယူပါဟာအော်တရောင်းကမာကြီးရစိတ်ဓာတ်ကြီးဗျာကလေးနှစ်ယောက်နဲ့စောက်အပြုတ်ဖြစ်မလားလို့ဖြစ်လားအော်ငါတော့ရွက်ဆောက်ဖို့ပြီမကြည့်တော့တားသိနေရတယ်ကုန်တော့ကွာဒီဘာဖြစ်နေလဲအော်မိုးလိုက်တော့မိုးမလို့ရှိဘူးလေမိုးလည်းမလို့စရင်ပြက်နေတူးနေတယ်ကိုတော်ဝင်နေလေတော်ဝင်ရှင်ရက်ဆက်တဲ့ညကျမကိုရက်ဆက်တပပီဟာကဘာကနေတော့ပြတ်တဲ့နေအောင်လုပ်လိုက်တာလားကျမနှလုံးသားကိုကြွေးချခံရနေရရှင်ကျမကိုခြေထောက်နဲ့ခံလိုက်တယ်တဲ့လေရှင်သမီးစားတဲ့ခြေထောက်ကြီးနဲ့ကျမကိုခံလိုက်ဟုတ်တယ်ဒီလိုရိတ်ရတယ်လေလက်နဲ့ထားတာခြေထောက်ကတည်းကထားမလားရှင်မရပြီတော့ကျမကိုဖြာလို့လိတ်ထိတ်ပေါ်မှာတင်ထားပြီးအခုလိုရှင်ကကျမကိုကန်တယ်ရှင်တို့ယောက်ျားတွေကအဲ့လိုပဲယူပြီးတော့ရဲ့အဲ့မှာစိတ်ကိုတစ်ခနဲ့ရှင်တို့ကပြစ်ပြီးထွက်သွားတာဟမ်ဘာပြစ်ပြီးထွက်သွားတာရှင်တို့ယောက်ျားတွေတစ္ဆာမရှိဘူးဘာဖြစ်လဲရှင်တို့ယောက်ျားတွေတစ္ဆာမရှိရှင်တို့ယောက်ျားတွေကိုမုန်းတယ်မဟုတ်တော့ရှင်တို့ယောက်ျားတွေမရှိတဲ့အရက်မှာသွားနေတယ်ဘာမှနေမလဲစစ်တပ်ထဲမှာနေစောက်ပြတ်သွားလိမ့်မယ်သိလားနော်အေးနောက်တော့ကိုတကယ်မုန်းတော့ကိုနောက်တော့ကိုဟိုကျွန်တော်လူသားတော့သူကဆိုလို့ဒီဟာမနဲ့အစင်ပြေးကြဟိုအစင်လေးတချင်းလေးဆိုလိုက်မယ်နော်ဟုတ်ကဲ့နော်ဟုတ်ပြီကိုပဲဒါလားကျွန်တော်အတန်သိကောချစ်တော်ထုတ်တော့ဒီလေးဆိုလိုက်ပါစုဘလောက်ရစာသားမရဘူးလို့ငါအလိုက်ကြည့်ပဲရတယ်ခုမှအစင်မချုံးဟာဗာလေစာသားချက်ထားလို့ပြောတယ်လေငါမနေရဘူးမင်းဆိုပြီးတယ်လေခုန3000မရပဲနေတယ်အဲ့တော့ကျွန်တော်စာသားရတယ်ကျွန်တော်လိုက်မရဟမ်အဲ့ကျွန်တော်စာသားထောက်ပြီဟောမင်းရဲ့စာသားဟာနဲ့ထောက်ဘေးကနေငါ့ကို performance လုပ်ငါဒီမှာနော်အဲ့မင်းရဲ့ performance လုပ်အဲ့တော့ဆိုငါကတချင်းဆိုပြီး3000ရတယောက်တော့စာသားမှန်အောင်သိချာလိုက်ပြမှန်အောင်လို့ပတ်စံလူချင်းလို့မဟုတ်ဘူးဟုတ်ပြီဝင်မူရေးကြောင့်လူမူရေးဆက်သိချာပြနော်โอเคမင်း item ကိုကြည့်ပြီးငါဆိုမှတော့ဆိုလိုက်မမကြီးရတကယ်ချင်းခုတော့နားလည်းပြောပါနော်ကျွန်တော်တချင်းဆိုတာတော့ကြောက်ပါပြီကျွန်တော်ကျမ်းမာရေးမကောင်းလို့တချင်းဆိုတာတော့ကြောက်ပါပြီဘာဖြစ်လို့လဲကျွန်တော်တကယ်နေမကောင်းတာတစ်လားလောက်ရှိပါပြီ။တမင်မစားနိုင်တာဆို9ရက်လောက်ရှိပါ။ဟုတ်ပါတော့တမင်မစားနိုင်တော့ပိုင်းကျောင်းမှာဘာလို့လဲဆိုပိုင်းကျောင်းဆန်ပြုတ်ပြုတ်တော့နေရ။ဟုတ်တယ်ဆန်ပြုတ်လည်းအများကြီးမတော့နိုင်ပါဘူး။ဘယ်လောက်တော့တစ်ခါပြုတ်မှ10ကီ။အဲ့ဒါဇွန်နဲ့ခါမတော့နိုင်ပါဘူး။ဘယ်လိုတော့မိသက်ပိုင်းနဲ့ထိုးသွင်းရ။ညက်တရားဆိုတကယ်မနာဘူးဒီဘုန်းကြီးကျောင်းအိမ်သားမှာတယောက်တည်းထိုင်ငိုတာ။အော်ယောဂခံစားရလို့ကိုပါတဲ့ဤကုန်ကိုမကြော်နိုင်ဘူး။ဘယ်လောက်ကြီးပြတောင်းဆိုထားတာဆိုပေးမယ်။ဆိုလိုက်ချစ်တော်တို့ထားဦးအားလုံးပဲနှလုံးသားနဲ့နှလုံးဆိုရပိုင်းကျောင်းလည်းနှလုံးသားနဲ့ရင်းနေဆိုရ။
ရှောက်ရှောက်ထိုးလေ ကျိုးလို့အညော်ဆောင်ရဘာလို့တောင်းလို့ချက်ထိုးရမှာလဲ သမင်းကြတာလေဒီလိုထိုးတယ် ဟောစားတယ်မှာအဲ့ဒါပါမလားဟာ ငါမရဘူးလို့ တောင်းတဲ့စိတ်ကြီးကြီးတွေ ဟာတောင်းမရှိဘူးလူတွေကြီးပဲဟာမဲ ဟာမောင်ဝိတာဘာမှတောင်းရှိငါရဲနာထိုးနေရတာဟာ ဟောနေကြီးကတွေ့ခဲ့တဲ့တောင်းလေး ဟုတ်တယ် တောင်းလန်းစိမ့်စိမ့်လား ငါအောင်ဆိုပတ်စံသုံးပါးရမှာလို့လေ အေးပါ sorry ပါတောင်းလန်းစိမ့်စိမ့်ကြီးနဲ့မာသွားလို့တကယ်ဒီစားကြပါပါတောင်းလန်းစိမ့်စိမ့်ကြီးကမ်းလို့နေပေါ်ပဲ ဟုတ်ကလားလို့ ဘာလို့ကျဲမှာလဲအလီးကမြင်နာအလီးကမြင်နာ ဟဲ့အနီးကရင်ဒီလောက်ပဲပြတယ်နင်ကဒီလိုပိတ်လိုက်တော့ငါကန်းနေထင်တာပေါ့ ခလောက်ကတော့နေစာဖတ်တယ်လို့ပြောင်းဆုံးမယ်အောင်ဆုံးပါ အနီးက အလီးကအ နီးက စိတ်ကသေးတာပြီနော် ငါမလာပါ အဲ့တော့ တေချာပြလို့ ဒီကနေ့ တောင်းနေစင်းနေကြီးအနီးကမြင်ရပြီလက်ညှိုးထောင်ကိုရောက်လေးနဲ့ မများစိတ်လို့ခေါ်နေတယ် နှလုံးသွင်းနေပေးတယ်ဟုတ်ဘူးလား ငါဘာလို့လူတော်ဝင်နေမှာလဲငါညတော့လားဟာ မင်းပဲလည်းတောင်းပြပြီတော့ တိတ်လေးတွေတောင်းနေချမှာအပေါ်ဖိုးပြန်တယ်လက်ဆောင်လုံးမမြင်ဘူးလား ဟောတိတ်လိုက်ကြရလား ဟုတ်တယ် မသိဘူးငါမင်းကနက်ကတော့နဲ့တူတယ်နိုင်မျိုးတော်ကိုရောက်နေတယ် ဟုတ်ကောမစိုးတာ တိတ်လိုက်နော် ဟုတ်တယ် တောင်းတန်းစင်းစင်းကြီးအနီးကမြင်နေရပြီတိတ်လိုက်တဲ့ကောင်းရင်ထမမြောက်ကြီးကမိုင်ရသည် ပြောသည် ဟုတ်ဘူးလား ဘာလဲကွာအုံငါမိုက်တာအုံငါမိုက်တာ ဟာမင်းအောင်ငါမိုက်တာလည်းမတူမင်းမိုက်လိုက်တာမြောက်ကြီးထိုင်နေလို့ပဲ ဒီပတ်စံရောက်မှာလုပ်ပေးနေတော့ မလို့ကျွန်တော်နော် ဟာတော့ပြည့်စုံ ဘာလဲအောင်ငါမိုက်တာ မမိုင်း တောင်းတန်းစင်းစင်းကြီးအနီးကမြင်နေရပြီတိတ်လိုက်တဲ့ကောင်းရင်ထမအောင်ငါမိုက်လို့ဒီကြီးစောက်ကမြင်ထားတယ် ယူနေတော့ပါ စောက်ကမြင်ထားတယ်ဘာလဲလို့ ဝိုင်းနေမှာတင်းလာပြီ ဘာလဲလို့ ဟာစီးတယ်လေမြင်းလေစီးတယ်လေစီးတယ်လေ ဘက်လာပါဘယ်လိုဖြစ်လို့လဲ စီးတယ်လေ မင်းစီးတာနဲ့မတူစောက်ကမြင်ထားနေတယ်လို့ပဲဆိုတယ် ငါအားရတယ်လို့ဟာ စီးတာလား စီးလား တောင်းနဲ့စိမ့်စိမ့်ကြီးအနီးကမြင်နေရပြီတိတ်လေးတွေကောင်းရင်ထမအောင်ငါမိုင်းလို့ရည်စီသွားတေးပေါင်းပြီး နေမယ်စီးကွာဟာ ဘာလဲနေဦးလေးလည်းကားရည်ရတာဘာလဲလို့ အောက်ပေါ်ငါစီးတယ်လေစီးပြီးမှတော့စီးတော့မပေါ်ဟာ ဟာမင်းစီးကိုစီးနေဆိုလို့ရင်လည်းလူခုံချလိုက်လေကွာငါလူမင်းအမဟုတ်စီးလေပြီးလေပြောတယ်လူသွားနေတော့ငါစီးသွားတယ်ထင်တာဗော စီးစီးနဲ့စီးတော့ပြောင်းသွားတယ်လို့ပုံဆုံးမှ စီးလား စီးတယ်လက်တော့ တိတ်လေးတွေကောင်းရင်ထမအောင်ငါမိုင်းလို့ရည်ပြီးစီစီအသေးမပြီးကောင်းနေကြိုက်တယ်တေးတေးဘလေလို့ဘလေလို့ လေဟုံကြီးဟူလေဟုံကြီးဟူ ဟာလေုံပြင်းဆိုလည်းလို့ရက်တွေပါခတ်နေကွာမင်းလေုံပြင်းတယ်လို့လုပ်တယ်မင်းကလာမောက်နေတာဟောကောင်ကောင် ငါပါစက်ပဲအားနဲ့လက်တကူမှမအောင်ဘူးဟာ လေုံပြင်းလား လေဟုံကြီး စီစီလေဟုံပြင်းအချောက်တွေကိုစီမိုက်တိတ်ကြိုက်သည် ရဲရဲပါမယ် ဘာလဲကွာဘာလဲလို့ ဟာပါအလားတွေကိုစီတင်းခွဲလို့မပြီးတော့ချောင်းပေါ်ဒီပဲတိတ်တိတ်နဲ့နေနေ ဒါအလားတွေကိုစီမင်းပြန်အအဲ့လားတွေကိုစီတင်းခွဲ ဘာ လို့ အလားတွေကိုစီပဲပြန်စမ်းပါမင်းကဘလို့မှမလာဘူးအချောက်ကြီးနဲ့တူနေတာ မလားမဆိုနဲ့ အလားတွေကိုစီ ဟုတ်တယ် အလားတွေကိုစီတီးခွေလို့မမီဒီကောင်မူနေသေးတယ် ရကြရတော့ဘာလဲပြန်လဲရောက်ချင်သေးသည် ဟာမင်းကမူးနေသလိုပဲကွာ ဟောငါဘာလုပ်နေလို့လဲ ပြန်လေရောက်တာလား ဟုတ်တယ်ဆို ဆိုပဲကွာ ဆိုလိုက်တော့ စီပြန်လေရောက်ချင်သေးတယ်အုံတော့မကောင်းနဲ့ နေလို့မရတဲ့ မင်းလိုမရတဲ့ကုတ်တော့ ဖြစ်တော့ ချစ်တော့ဒုက္ခပလီ အဲ့ဒါကြီးမဟုတ်ဘူး တာတကုံလို့
မယုံမင်းသာနှလုံးမရှိပါတော့လေအားခဲလို့တင်လာလိုက်ပါဦးကြီးဦးမဦးတနာစရာနွားလာညူပြအနောက်ကနေလို့ဘယ်လိုအနောက်ကနေလုံးနေလုံးတဲလုံးကြီးတယ်မဟုတ်ဘူးမဆိုးမနေလုံးလားနေလုံးငါမင်းနေတဲလာမနေတယ်ငါစာသားထဲမှာကျတော့အဲ့တဲကတော်တော်ကြီးတယ်နော်ရမျက်နှာအကြီးဝိုင်းထားတာနေလုံးတော့တကယ်လေအခုပြောမှဆိုရင်ကျွန်တော်စုံတဲ့ချင်းလေးတွေကျွန်တော်သိကြရဟောစုံနေပေါ်လီဒါမနှောနဲ့ဆိုတဲ့ဟိုဆိုတော့ကောင်မလေးဒါဘယ်ဆိုတော့တွန်းသွင်းတာမင်းမအောင်ငါသွင်းတာတွန်းလားအေးသူတို့เนี่ยဆိုလို့ရှိရင်ဘယ်လောက်ကောင်းလဲဘယ်တစ်ချင်းလဲငွေရောင်လေးစလေးတွေပြန်နေပန်းလို့ကောင်းဆိုတာငါကြိုက်တယ်အဲ့ဒီချင်းနဲ့ရွှေရောင်ဝင်းနဲ့သားလေးနဲ့လည်းကောင်းဆိုလေငွေရောင်လေးစလေးတွေပြန်နေပန်းလို့လာပဲရငါဒါကြီးနဲ့သိကိနေမထမမနောက်ပါဘူးကောင်းပြောတာဘယ်တကယ်မနောက်နဲ့တစ်ချင်းနေတယ်တစ်ချင်းတကယ်ကောင်းတယ်တစ်ချင်းဟာမနှောဆိုတဲ့ဆိုရင်ဒီချင်းကောင်းတယ်မရှိလေဘောင်းနေရတကယ်ကောင်းတယ်ဟေးဘုကလေးတယောက်ဟေးငါပါကြီးလားမလေးဒီဘာသာနေပါစေဘုံနေလားဘောင်းနေတချင်းရတကယ်ကောင်းတာအမပြီးတော့ပေါ့မလို့အမတို့ခဏထားအားဗျာဆုလဲချတာမဟုတ်နဲ့ဘာဘယ်တော့မှလဲအဲ့နမထိုင်မထလိုက်နဲ့နေရပြောက်သွားမယ်နေရပေးတာမိဘမြစ်ပါနော်ဘုံမနတူနာနေလျှောက်သွားပြီမှတ်တာချိန်ဒီမှာစလေမိဘမြစ်တာဆိုတာမတင်ချင်းမဲ့အေးမိညိုပေါင်လောက်ရှိဘာဆိုင်လို့မိရှိပါမြင့်မို့တောင်အေးငါမိညိုပေါင်နဲ့မှားသွားမြင့်မို့တောင်နဲ့မိညိုတောင်နဲ့ဘုတချင်းဘောနေအဲ့လေဘောနေတကယ်ကောင်းတယ်တချင်းဘယ်လိုလဲတနိုင်ငံလုံးပေါက်တာကမင်းဘောနေတချင်းကျွန်တော်သိကြတယ်နားတော့ကြည့်လိုက်အခုဆိုကြကြောက်ဘောနေထုတ်ပြလို့မိုးတယ်မယောဘာလဲဘာလဲဘုံဒီလူဟေးဆိုလေဟဲ့ဆိုလေလီငါမကြားလိုက်ဘူးနော်ငါဆိုလိုက်တယ်လေတချင်အဲ့လိုမတုံးတော့ဟဲ့မင်းအာယုံမဆိုင်တော့ပါအကုန်ကြားတယ်နော်အကုန်ကြားတယ်နော်မကြားလိုက်လို့နတခါရပါနော်ပြန်လည်းမရတော့ဘူးကြီးလေသွားလို့လားမင်းသားတွေကနေဒါဆိုလိုက်ပြီကူရဲ့ဟဲ့သားဒေဝရမရပါသားဘယ်လိုဒေဝရမရပါသားလဲဟုတ်ဘာလို့ဆိုအားရဆိုဖီးနေဝင်နေဖီးချနာတာဘယ်လိုဘေးပါသားလဲမသိဝေးတာကွာအဲ့လက်ဆက်တကယ်ကြီးလာလေဘွားနေဘလို့ပုတ်တယ်တိုင်းဟာအချမ်းပြသွားတယ်ဟာဘာလို့ကြည့်မကြမ်းကျွန်တော်ပြောမယ်အကိုတို့အသက်ဘယ်လောက်ကောင်းအဟောင်းတယ်လေတချင်းဆိုတော့ဟိုးတော့တချင်းနဲ့တိတ်ကောင်းတာဘယ်တချင်းလိုက်မလားဒီလားဩဒုက္ခပဲသွားပြီးတော့လုပ်ပြန်ပြီဟောပလိကျွန်တော်ပြောမယ်အန်နီမစီတချင်းဩမေစီဆိုလိုက်ဘယ်ချင်းလဲမောင်ချင်းတိတ်မကောင်းတာနော်ဩမောင်ဟုတ်တယ်လေဩအဲ့တချင်းကမင်းဒါအများကြီးလူတွေကြားထဲမှာရေပန်းစားခဲ့ဟာအခုချိန်ဒီနားလေးဆွဲနေတော့နားလေးကြိုက်တယ်ဟုတ်တယ်မောင်အများပြောတော့ခွေးသားစားတယ်ဆိုခွေးသားစားခွေးစကားမပြောပါနဲ့မောင်အပြင်းပြင်းနဲ့ခွေးရောက်ပေါက်နေပြီမောင်အတူတူဟောင်းညရအောင်နော်ကျမတို့ခွေးမဲကတော့လုပ်နေတယ်ခွေးတာခွေးမဲကတော့တယ်ခွေးကတော့မဟုတ်လားခွေးငါဒီမှာဆုံးသွားတာဟုတ်တယ်ငါပြန်ဆုံးမယ်တကယ်ကြီးငါအတန်ကြီးပြဆက်ဆွဲအဲ့တချင်းရင်နဲ့ခံစားချက်နဲ့ဆိုတော့လှုပ်ဆက်ရန်ငွေချလိုက်တော့တောင်းမောင်နေမယ်တောင်းမောင်ရတောင်းနေလို့လာတော့ကလမ်းမှာတောင်းနေအများကြီးတွေ့ခဲ့တာတတိယပါလို့မမနဲ့စားသားတစ်လုံးမှပြဿနာတက်တယ်ဟာ
မောတောင်းပင်မိုးလင်းမရပါမောနှစ်တောင်းပင်ပြီးစိတ်တရားလို့ပါမောမောအခုတော့ရေတန်းသွားပြီမောမောAIDF ဖြစ်ခဲ့စို့ချက်ကစားကပါတော့လားအဲ့ချက်ကစားလားဒီမှာခဏလေးဟိုဒါကကျွန်တော်တို့ကဟိုရည်စရာလေးလည်းပြောမယ်အချင်းလေးစွန်မယ်ဟုတ်ကဲ့ဟိုပရိသတ်ကကျွန်တော်အကိုတယောက်ကဒီကတော့ကိုတယောက်ကချင်းလေးတို့မသူ့ကိုချင်းမောင်ချင်းမောင်ရှင်ကိုလည်းလည်းအေးရှင်ကိုလည်းမသူ့ကိုချင်းမောင်ရှင်လည်းမကောင်းဘူးကွာမနေချင်းနဲ့တော့တိတ်လိုက်ရှင်နဲ့ကွာခုတိမသိဟုတ်ဘာဟုတ်ပါပတ်ဆိုင်ရမှာအေးပါရောကျွန်တော်တို့ဟိုဟာလေးဟိုဟာကျွန်တော်လက်ခံတာလေးမှာတဲ့ခဏကျွန်တော်ဆိုရတဲ့ဟိုမြူသားနဲ့တောသူတချင်းလေးကိုတီဆိုပေးပါတဲ့စုတော်ငွေ3000နဲ့တောင်းတာကျွန်တော်တို့အလုပ်လုပ်ဆရာလေးရှိသေးလို့နော်တောင်းဆိုတာရင်နောက်မှလုပ်ပေးပါမယ်။ဒါအော်မဟုတ်စုတော်ငွေ3000နဲ့ခင်ဗျ။လိုလာပြီးတော့လေးစားရောက်တယ်အခုဆိုပါမယ်ခင်ဗျ။ငွေကောင်းတာကျွန်တော်တို့ကငွေပေါင်းတာပါလူပေါင်းတာမဟုတ်ပါဘူး။အဲ့လုပ်ပေးလိုက်3000ရဟမ်အဲ့3000ရဆိုလေမင်းစုံနဲ့ချင်းမကောင်မလေးတယောက်ခေါ်လိုက်ဆိုရတယ်ကိုဒီမှာပြီးနာမဆောင်။အထူကလည်းနားမလဲ။ကောင်မလေးကိုကျွန်တော်တောင်းမခွင့်ပြရမယ်လေ။အခုအဲ့စားတာမရဘူး။ရတယ်။ရှာရင်ပြောဆိုရတော့ခွဲရတယ်လေ။ငါဘာလို့မောင်သူနဲ့လွတ်လိုက်နော်မ။ဘာလို့ဟာဒီကြောင့်လည်းအခုတိုးနေရဆိုပြီးလေငါဘာလို့အမအခုကကောင်မလေးလို့ဒီနားမှာခုနလေးမှာဘာတော့မှာဘောတာပြောကြတယ်ပေါ်တာတော့မလေးဟောနှစ်တော့ကျိုးပြဟာဘလုံးမတားမရဘာလဲလို့ဘာတွေလုပ်နေတာလဲမင်းမဲကောင်မလေးလို့ဆိုလေဘာကောင်မလေးတော့မဲတက်တဲ့အရင်မှုလည်းမပြီးသေးဘူးကောင်မလေးလို့ဆိုခိုင်းတာဟုတ်တယ်ဩကောင်မလေးနေရာနေတချစ်ဆိုတွန်းနေရကဟုတ်တယ်ဒါလေးခဏဟုတ်ပြီနော်ဂျပန်လို့တရုတ်နဲ့ပြောရတယ်တရံလို့တရုတ်တူတာနေမှဂျပန်လို့ဟဲ့မင်းကလေးချမင်းမွေးမကြည့်အောင်လူငွေးနားမလို့ပပရဲလို့ပုံသေးပါ့မလားကိုပါလိုက်တာပေါင်ကျိုးကြလားရှက်တယ်နော်အော်မချီးလည်းတောက်သေးတယ်ကြည့်မကြည့်ပြရှင်နေတယ်လားနာမတာညွန်းရပြီကြည့်သဘောလောက်ကြီးဟာဘာလို့လဲဟာဝင်းနေလို့မပြီးသေးဘူးဘောင်းကြည့်ရတော့ဝင်းမင်းငါဟာမသိပြိရိုင်းနေတူနေရတယ်တေချာဦးတာအော်ဒီနေ့ထမင်းဝဲတယ်မိုးလင်းတော့မယ်ပို့စီပေးစမ်းဟောဒီဆောင်နဲ့ချိပတ်တွေကတမျိုးဘာလောက်တာလဲအာစမှုသာအဆောက်တွတ်နေတာတန်းလို့မနေနေတွေ့အာသူတို့သိတယ်မင်းမသိဘူးနော်သူတို့သိတယ်သူတို့အဆောက်တွတ်နေကြပို့စီပေးစမ်းချင်းလေးဆိုရင်ပို့စီပေးတယ်ကိတေချာကြီးတကယ်ဆိုရင်မရှိဘယ်မရှိကြားချက်လုံးနဲ့ဘလို့ကြားချက်နေမှာတော့ငါရရှိမှမရှိတာပေးဥဆောင်မယ်လို့ငါမင်းကလေးပြသွားပြီနော်ဆုံးကြားပြီအေးလို့စလေးပြည့်နေပါလို့ရွှေရောင်ဝင်းနဲ့တောင်းလေးလည်းနေလည်းနေကြောက်ကြောက်နေမြင်လာကူမယုံရင်လို့ရှိနေတော့မြတ်ကပင်ကသူစုမြတ်ကပင်ကသူစုပြောင်းရည်လို့ထုံးမဲ့ဆိုလာမရေဘာလဲဆိုနေတော့လေလို့အမလေးဘာဆိုရမှာလဲရှင်တို့ယောက်ျားတွေပါလေပြားတွေလိုဝဲလာပြီးအချိန်တိုင်းညအိတ်ထိုးဖို့လို့ချောင်းနေအားမဝဲတာမဟုတ်ဘူးမှာကျွန်တော်အဲ့ဒါရှင်းကြောင်ပြောခံရတာနောက်တော့ပြီးတော့အေးကျေးဇူးတင်ပါတယ်ကျေးဇူးပါဆရာဟိုလေသမီးလေးချောလိုက်တာကျမတိုင်းပဲမဲမင်းမချဲလေးဒီကကြက်ရုံတောင်နေတာရော့အေးဘာလို့ပြောလို့လဲလို့အနားမှာဘောဖမ်းမစမ်းပါခဏနေငါလင်ငယ်ကိုအမ်းလိုက်တော့ကိုကြီးထားတာအဲ့တော့စိတ်မချဘူးပြားတော့လေးလို့တော့မပေါ်ဆိုပြားတော့လေးလို့နော်ရကိုချက်ပဲတော့ဝေယုံလေးစလေးရပြနေပါလို့ရွှေရောင်ဝင်းနဲ့တားလေးလည်းနေလည်းနေကြက်ကောင်းလေးကကိုမျိုးရင်တရှိတော့မြတ်ကပင်ကသူဆိုမြတ်ကပင်ကသူဆိုပြောင်းရဝီလို့နာပါကိုမဟုတ်ရပါဘူးဗျတော့ဒီမှာထမင်းချုပ်ရပါဗျာပလာတာ
လာကြတယ်ဒီလားမလေးနေများကြီးကိုနှိမ့်ဆက်တာ ဟာဘာမှမဟုတ် မားတာဗော ဘာလဲ ပလီလာရီတာဘာပဲပါတော်သူလားစာဖွင့်ပြပါဗျာထမင်းချုပ်မှတော့ပလာတာဒီထွက်ကြကုန်ပါ ဟာအခုတလောအဲ့ဒါလေးတွေကတွေ့နေတယ် ပလာတာဆောက်လို့အရင်မင်းတော့ ရဆုံးမယ်နော် ရဆုံး ဟုတ်ရပါဘူးဗျာတော့ဒီလားစာဖွင့်ပြပါဗျာပလီပလာညညနဲ့စရင်ကိုတီတာစကားရင်းချင်လို့လိုက်တာမာယာရီမပါညိုသားလေးကွေးနေတာအကြီးကြီးဆိုတော့အာရတဲ့ဟာဘယ်လိုလဲကဲပုတ်ကြီးဘာလို့ဆိုနေတာလဲလို့ ပလီမသားနေမနေတာဘာမှလို့လဲ မာယာရီမပါမျိုးသားလေးအသေးနေပါမင်းပြောတဲ့သူကြီးကလွဲမှာပါတယ် နော်အဲ့ကြောင့်မင်းကိုလုံထိုင်းလို့ငါပြောတယ်အမေကဘောတော့ငါစားသားတွေမှားတော့ အသေးနေပါပြန်ဆို မာယာရီမပါမြို့သားလေးအသေးနဲ့ပါဖွဲစပွဲမထင်နဲ့ဆွဲကြည့်ပါဟာ တော့တော့ရှိနာမ ရှင်လိုက်အစီပြေတာ ချက်အရင်အောင်တာတော့ငါအချီကိုလူည ဘာသာလာတယ်လို့ပါ နေမနေတာလို့ခွဲစကွဲမထင်းနဲ့ဆွဲမြေယုံမဆွဲကြည့်မှတော့ရှင်လာမှာပါ ဟုတ်တယ်ဗျာ မားလေ ဖွဲစပွဲမထင်နဲ့ဆွဲမြေယုံပါအိုးပေါင်းဆိုရာမြို့ကညောကိုရေကုန်တော့ ကြီးစားမထားဘူးကလေးနှစ်ယောက်နဲ့ယူပါဟာ အော်တရမ်းသာမာကြီးရာစင်းတယ်ကြီးဗျာခလေးနှစ်ယောက်နဲ့ဆောက်အပြုံဖြစ်မလားလို့ဖြစ်လားအော်ငါတော့ရွက်ဆောက်ဖို့ပြီမကြည့်တော့တားသိနေလေးကုန်တော့ကွာဒီဘာဖြစ်နေရလဲအော်ငိုလိုက်တော့ငိုမလို့ရှိဘူးလေငိုလည်းမလို့စရင်ပြက်နေတူးနေတယ်ကိုတတော်ဝင်ကိုတော်ဝင်နေလေတော်ဝင် ရှင်ရက်ဆက်တဲ့ညကျမကိုရက်ဆက်တယ် တပပီဟာကမဘာကနေ ဆော တော့ က်ပြတ်တဲ့နေအောင်လုပ်လိုက်တာလားကျမနှလုံးသားကိုကြွေးချခံလာနေရရှင်ကျမကိုခြေထောက်နဲ့ခံလိုက်တယ် ကန်နေလေ ရှင်သမင်းစားတဲ့ခြေထောက်ကြီးနဲ့ကျမကိုခံလိုက် ဟုတ်တယ်ဒီလိုရိတ်ရတယ်လေလက်နဲ့ထားတာဆက်တော့မတမထားမလား ရှင်မရခင်တော့ကျမကိုဖြာလိုလိတ်ထိပ်ပေါ်မှာတင်ထားပြီးအခုလိုရှင်ကကျမကိုကန်နေ ကန်နေ ရှင်တို့ယောက်ျားတွေကအဲ့လိုပဲယူပြီးသွားရင်အဲ့မှာစိတ်ကိုတစ်ခနဲရှင်တို့ကပြစ်ပြီးထွက်သွားတာ ဟမ်ဘာပြပြထွက်သွားတာ ပြစ်ပြီးထွက်သွားတာရှင်တို့ယောက်ျားတွေတစ္ဆာမရှိဘူး ဘာဖြစ်လဲ ရှင်တို့ယောက်ျားတွေတစ္ဆာမရှိရှင်တို့ယောက်ျားတွေကိုမုန်းတယ် ဟုတ်တော့ ရှင်တို့ယောက်ျားတွေမရှိတဲ့အရက်မှာသွားနေတယ် ဗမာနေလေ စစ်တပ်ထဲမှာ နေစောက်ပြတ်သွားလိမ့်မယ်သိလားနော် နောက်တော့ကိုတကယ်မုန်းတော့ကိုနောက်တော့ကို ဟိုကျွန်တော်လူသားတော့သူကဆိုလို့ဒီဟာမနဲ့အစင်ပြေးကြဟိုအစင်နေတဲ့တစ်ချင်းလေးဆိုလိုက်မယ်နော်โอเคနော်ဟုတ်ပြီဟာကိုပဲဒါလားကျွန်တော်အတန်သိကောဟာချစ်တော်တုံးတော်ဒီလေးဆိုလိုက်ပါ စုဘလောက်ရစာသားမရဘူးလို့ငါအလိုက်ကြည့်ပဲရတယ် ခုမှအစင်မချုံးဟာ ဘာလဲ အစားသားချက်ထားလို့ပြောတယ်လေ ငါမနေရတယ်ဟုတ်ပြီဆိုပြီးလေ ခုန3000မရပဲနေတယ်ဟုတ်လားအဲ့တော့ကျွန်တော်စားသားရတယ်ကျွန်တော်လိုက်မရဟမ်အဲ့ကျွန်တော်စားသားထောက်ပြီ ဟောမင်းစာသား ဟန်နဲ့ထောက် ဘေးကနေငါ့ကို performance လုပ်ဟောဒီမှာ နော်အဲ့ ဟောမင်းက performance လုပ်အဲ့တော့ဆိုငါကတချင်းဆိုပြီး 3000ရတယောက်တော့ စာသားမှန်အောင်သိချလို့ပြ မှန်လို့ ပတ်စံလူချင်းလို့မဟုတ်ဘူး ဟုတ်ပြီ ဝင်မှုရေးကြောင့် လူမှုရေးဆက်ဆက် သိချပြနော် โอเค မင်းအိုက်တင်ကြည့်ပြီးငါဆိုမှနော် ဆိုလိုက်မမကြီးက တကယ်ခုတော့နားလည်းပြောပါနော်ကျွန်တော်တချင်းဆိုတာတော့ကြာပါပြီကျွန်တော်ကျမ်းမာရေးမကောင်းလို့တချင်းဆိုတာတော့ကြာပါပြီ ဘာဖြစ်လို့လဲ ကျွန်တော်တကယ်နေမကောင်းတာတစ်လားလောက်ရှိပါပြီတမင်မစားနိုင်တာဆို9ရက်လောက်ရှိပါ ဟုတ်ပါလား တမင်မစားနိုင်တော့ပိုင်းတော့ဘာလို့လဲဆိုပိုင်းကျဆန်ပြုတ်ပြုတ်တော့မြင် ဟုတ်တယ် ဆန်ပြုတ်လည်းအများကြီးမတော့နိုင်ပါဘူး ဘယ်လောက်တော့ တစ်ခါပြုတ်မှ10ကီအဲ့ဒါဇွန်နဲ့ခါမတော့နိုင်ပါဘူး ဘယ်လိုတော့ မိတပိုင်နဲ့ထိုးသွင်းရညနေရဆိုတကယ်မနာဘူးဒီဘုန်းကြီးကျောင်းအိမ်လာမှာတယောက်တည်းထိုင်ငိုတာ အော်ယောဂခံစားရလို့ ကိုပါတဲ့အီးကိုကိုမကြော်နိုင်ဘူး ဘယ်လောက်ကြီးပြ တောင်းဆိုထားတယ်ဆိုပေးမယ် ဆိုလိုက် ချစ်တော်တို့ထားတယ်အားလုံးပဲနှလုံးသားနဲ့နော်ဆိုရပိုင်းကျော်လည်းနှလုံးသားနဲ့ရင်နေဆိုရစာလိုက်ဒီ မ
တောင်မီရှောက်ရှောက်ထိုးတဲ့ ကျိုးလို့အညော်ရှောင်ရဘာလို့တောင်းလို့ချက်ခိုးရမလဲ သမင်းကြတာလေဒီလိုထိုးတယ် ဟောစားတယ်မှာအဲ့ဒါပါမလားဟာ ငါမရဘူးလို့ တောင်းတဲ့စိတ်ကြီးတွေ ဟာတောင်မရှိဘူးလူတွေကြီးတွေဟာမင်း ဟာမောင်မင်းကဘာမှတောင်းရှိငါရဲနာထိုးနေရတာဟာ ဟောနေကြီးကတွေ့ခဲ့တဲ့တောင်လေး ဟုတ်တယ် တောင်လန်းစိမ့်စိမ့်လား ငါအောင်ဆိုပြဿနာသုံးလုံးရမှာလို့လေ အေးပါ sorry မတောင်လန်းစိမ့်စိမ့်ကြီးနဲ့မာသွားလို့တကယ်ဒီစားပြပါပါတောင်လန်းစိမ့်စိမ့်ကြီးကမ်းလို့ဒီပေါ်ပဲ ဟုတ်ကလားလို့ တော့ကျဲပါလေအလီးကမြင်နာအလီးကမြင်နာ ဟဲ့အနည်းကရင်ဒီလောက်ပဲပြန်နေနေဒီလိုပိတ်လိုက်တော့ငါကန်းနေထင်တာပေါ့ ခလောက်ကတော့နေစာဖတ်တယ်လို့ပြောင်းဆုံးမယ်အောင်ဆုံးပါ အနည်းက အလီးကအ နည်းက စိတ်ကရှင်းလာပြီနော် ငါမလားပါ အဲ့လို တေချာပြလို့ သိတယ်ဗျ တောင်းနေစင်းစင်းကြီးအနည်းကမြင်ရပြီလက်ညှိုးထောင်ကိုရောက်လေးနဲ့ မညာစိတ်လို့ခေါ်နေတယ် နှလုံးသွင်းနေပေးတယ်ဟုတ်ဘူးလား ငါဘာလို့လဲတော့ဘယ်နေမှာလဲငါငါတော့လားဟာ မင်းပဲလည်းတောင်းပြပြီတော့ တိတ်လေးတွေကောင်းနေချက်မှာအပေါ်ဖိုးပြန်တယ်လက်ဆောင်လုံးမမြင်ဘူးလား ဟောတိတ်လေးကြပြလား ဟုတ်တယ် မသိဘူးငါမင်းကနောက်တော့နဲ့တူတယ်နိုင်မျိုးတော်ကိုရောက်လေးနဲ့ ဟုတ်မဆုံးတာ တိတ်လေးနော် ဟုတ်တယ် တောင်းတန်းစင်းစင်းကြီးအနီးကပ်မြင်နေရပြီတိတ်လေးတွေကောင်းရင်ထမမြောက်ကြီးကမိုင်ရသည် ပြောသည် ဟုတ်ဘူးလား ဘာလဲကွာအုံငါမိုက်တာအုံငါမိုက်တာ ဟာမင်းအောင်ငါမိုင်းတာလည်းမတူမင်းမိုင်းလိုက်တာမြောက်ကြီးထိုင်နေလို့ပဲ ဒီပတ်စံရောက်ငါလုပ်ပေးနေတော့ မလို့ကျွန်တော်နော် ဟာတော့ပြင်းစို့ ဘာလဲအောင်ငါမိုင်းတာ ငါမိုက် တောင်းတန်းစင်းစင်းကြီးအနီးကပ်မြင်နေရပြီတိတ်လေးတွေကောင်းရင်ထမအောင်ငါမိုင်းလို့ဒီနေ့စောက်ကမြင်ထားတယ် ယူနေတော့ပါ စောက်ကမြင်ထားတယ်ဘာလဲလို့ ဝိုင်းနေမတင်လာပြီ ဘာလဲလို့ ဟာစီးတယ်လေမြင်းလေစီးတယ်လေစီးတယ်လေ ဘယ်လာပါဘယ်လိုဖြစ်လို့လဲ စီးတယ်လေ မင်းစီးတယ်နဲ့မတူစောက်ကမြင်ထားနေတယ်လို့ပဲဆိုတယ် ခဏအားရနေလို့လားဟာ စီးတာလား စီးလား တောင်းနဲ့စင်းစင်းကြီးတွေအနီးကပ်မြင်နေရပြီစိတ်လေးတွေကောင်းရင်ထမအောင်ငါမိုင်းလို့ရည်စီသွားတေးပေါပြီး နေမယ်စီးကွာဟာ ဘာလဲနေဦးလေးလည်းကားရီရိုက်နေတာဘာလဲလို့ အောက်ပေါ်ငါစီးတယ်လေစီးပြီးမှတော့စီးတော့မပေါ်ဟာ ဟာမင်းစင်းတို့စင်းနေဆိုလို့ရင်လည်းလို့ခုံချလိုက်လေကွာငါလို့မင်းအမဟုတ်စီးလေပြီးလေပြောတယ်လို့သွားနေတော့ငါစီးသွားတယ်ထင်တာဗော စီးစီးနဲ့စီးတော့ပြောင်းဆိုရတယ်လို့ပုံဆုံးမှ စီးလား စီးတယ်လက်တော့ တိတ်လေးတွေကောင်းရင်ထမအောင်မမိုင်းလို့ရည်ရည်စီစီအသိမပြီးလို့ကောင်းရင်ကြိုက်တယ်တိတ်ဘလေလို့ဘလေလို့ လေဟုန်ကြီးဟူလေဟုန်ကြီးဟူ ဟာလေုံပြင်းဆိုလည်းလို့ရက်တွေပါခတ်တယ်ကွာမင်းလေုံပြင်းတယ်လို့လုပ်တယ်မင်းကလာမှုတ်နေတာဟောကောင်ကောင် အဲ့ပါစက်ပဲအားနဲ့လက်တကူမှမအောင်ဘူးဟာ လေုံပြင်းလား လေဟုန်ကြီး စီစီလေဟုန်ပြင်းအချောက်တွေကိုစီမိုက်သိတ်ကြိုက်သည် ပြန်မယ်ပါမယ် ဘာလဲကွာဘာလဲလို့ ဟာပါအလားတွေကိုစီတင်းဖွဲ့လို့မပြီးချောင်းကိုဒီပဲတိတ်တိတ်နဲ့နေနေ ဒါအလားတွေကိုစီမင်းပြန် အလားတွေကိုစီတင်းဖွဲ့ ပေါ့ လို့ အလားတွေကိုစီပဲပြန်စမ်းပါမင်းကဘလို့မှမလာဘူးအချောက်ကြီးနဲ့တူနေတာ မလားမဆုံးနဲ့ အလားတွေကိုစီ ဟုတ်တယ် အလားတွေကိုစီတီးဖွေးလို့မမီဒီကောင်မူးနေသေးတယ် ပြာကျဲလို့တော့ဘာလဲပြန်လဲရောက်ချင်သေးသည် ဟာမင်းကမူးနေသလိုပဲကွာ ဟောငါဘာလုပ်နေလို့လဲ ပြန်လေရောက်တာလား ဟုတ်တယ်ဆို ဆိုမဲ့ကွာ ဆိုလိုက်တော့ စီပြန်လေရောက်ချင်သေးတယ်အုံတော့မကောင်းနဲ့ နေလို့မရတဲ့ မင်းလိုမရတဲ့ကုတ်တော့ ဖြစ်တော့ စစ်တော့ဒုက္ခပလီ အဲ့ဒါအိမ်မ